လာပါကျွန်တော်တို့ note သင်ခန်းစာစာအုပ်ကိုကျွန်တော်ခေါနဲ့တီးကြည့်အောင်နော်ခေါလေ့ကျင့်ခန်းပေါ့ C နဲ့ G ပဲ C နဲ့ G ပဲအများဆုံးပါတယ်သင်ခန်းစာ6တီးကြည့်အောင် for timing 1 2 3 4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  okay နံပါတ်6ပြီးတော့နံပါတ်9 C နဲ့ G ပဲเนาะဒီဒါရောသင်ခန်းစာ9လဲ C နဲ့ G ပဲပါတယ်1 2 1 2เนาะ1 1 2 1 2 1 2 1 2 1 2 1 2 1 2 C နဲ့ G เนาะ C နဲ့ G ခေါ်လေ့ကျင့်တော့နံပါတ်8သင်ခန်း note သင်ခန်းစာကိုဒီကြည့်အောင်3 4 time ပဲဆိုတော့1 2 3 1 2 3နဲ့ဝင်တော့1 2 3 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 C ခေါ်နဲ့ G ခေါ်ပဲအစားဆိုတော့ number 9ဒါ9က4 time ပဲ1 2 3 4 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 1 2 3 4ဟုတ်ပြီနော်ကျွန်တော်တို့ note ပဲတက်တီးရင်ကျွန်တော်ဒီတချင်းရဲ့ဘာခေါ်နေလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူးအဲ့ဒါကျွန်တော်ခေါ်ကင်ပြီးရော hearing ရောတခါလေးလေ့ကျင့်ပါနော်ကျေးဇူးတင်ပါတယ်